ဘာလဲဆိုတဲ့မင်းကိုလွယ်လေးနဲ့အသုံးပြုတတ်အောင်မျှဝေပေးသွားမယ်ဘာလဲဆိုတာလူတိုင်းသိတယ်အာတိုင်းလက်တွေ့ကြရင်ထိုင်းတွေကရတန်ကိုလတန်နဲ့ထွက်လေးရှိတော့အလိုက်လို့ကိုယ်တွေကြားရမှာပဲဖြစ်ပါတယ်အလွယ်သုံးနည်းကဘာလဲကိုကရိယာလေးသိရပြီဥပမာလုတ်တီကရိယာလုတ်တီทำอะไรဘာလုတ်တာလဲစားတယ်ကရိယာกินอะไรဘာစားတာလဲပြောသည်พูดอะไรဘာပြောတာလဲကြည့်သည်ดูอะไรဘာကြည့်တာလဲရောင်းသည်ขายอะไรဘာရောင်းတာလဲဝယ်သည်ซื้ออะไรဘာဝယ်တာလဲဒီတော့အခုကြည့်တဲ့သူတွေကဒီအသုံးပြုနည်းသဘောပေါက်တယ်ဆိုရင် comment လေးမှာဘာယူတာလဲရေးခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာဆုံတွေ့ကြမယ်